လူတော်မင်္ဂလာခံရတဲ့ပွဲကြီးအောင်မြင်ပါပြီလူတကာကြီးလည်းစိတ်ချမ်းသာစီပြီအလူမကြီးလည်းပြုံးပျော်စီပြီရရွာကြီးလည်းပျော်ရွှင်စီပြီဒီအလူကြီးမှာရတနာဟိစင်မင်းသားလေးပါရမီဖြည့်ပြီးပါပြီချစ်တော်ရတနာဤစင်မင်းသားလေးအချိန်တန်တော့အိမ်ပြန်ရလေပြီမခွေးချင်မီမဲခွေးရပြီုံမီရတနာဟင်းလိုနေပါမည်အားပေးတဲ့ပရိသတ်များရဲ့ကျေးဇူးတွေကိုလည်းမမေ့နိုင်ပါဘူးနှုတ်ဆက်အလွမ်းမြည်လေစင်လုံးမင်္ဂလာရတနာဟင်းကအလွမ်းတွေနဲ့နှုတ်ဆက်ခဲ့ပါပြီ